မှာထားတာလေးတွေရပြီးဟာမေအပြင်မှာတွေ့သမျှလူတိုင်းကခဏခဏလဲဖို့ပြောနေရဒီဖုန်းရဲ့ကာဘာကိုကျွန်မလဲလိုက်ပါတော့မယ်အခုတော့အစ်စ်မြင်လို့အဟောင်းမိသွားပြီ13800တန်းဆီလီကွန် case တစ်ခုဝယ်တာကို4500တန်း auto battery တစ်ခုပါလက်ဆောင်ထည့်ပေးလိုက်တယ်လက်ဆောင်နှစ်ခုရအောင်လို့ဆီလီကွန် case ကို2ရောင်တောင်ဝယ်လိုက်တယ်တခြားဒီဇိုင်းလေးတွေတည်းကလည်းကြိုက်တာလေးတွေတစ်ခါတည်းမှာထားတယ်ဒါလေးတွေလည်းပုံမှန်1500ရောင်းတာကိုနှစ်ခုယူရင်19900နဲ့ရမယ်ဆိုလို့ကိုကြိုက်တဲ့ဒီဇိုင်းလေးတွေဝယ်ဥထားလိုက်တယ်ဖုန်းကာဘာဝယ်ခဲ့သမျှဒီတစ်ခါအတန်ဆုံးပဲ auto battery လည်းလက်ဆောင်ရတယ်တခြားကာဘာတွေလည်း short ဈေးနဲ့ရတယ်ဒီနေ့ဝယ်သမျှကာဘာတွေထဲမှာလေနှစ်ခုဝယ်လို့19900နဲ့ရထားရတဲ့ဒီကာဘာလေးကိုအကြိုက်ဆုံးပဲဘာလို့လဲဆိုတော့သူ့မှာမှန်ပါတယ်လေအစား online shop ကနေမှာတာဆိုတော့ quality အဆင်ပြေပါမလားလို့တွေးပူနေသေးတာကိုစီအိမ်ရောက်ငွေချေရောက်လာမှာပဲပေးရတဲ့ဈေးနဲ့လည်းတန်တယ်ပုံမှန်ဈေး1500တဲ့ကကြိုက်တာနှစ်ခုယူ19900ပဲပေးရတဲ့ဒီဇိုင်းလေးတွေဆိုလဲတော်တော်လေးကိုလှတာဘယ်ရောက်ဝယ်တာလဲဆိုတော့ case corner ကနေဝယ်တာပါသူစီမှာလေဒီဇိုင်းနဲ့ model လည်းတော်တော်အဆုံးနဲ့အပြင်မှာဝယ်ရခက်တဲ့ iPhone 7 ကာဘာနဲ့စပြီးအခု iPhone 17 ထိကိုဒီဇိုင်းတွေကိုအများကြီးပဲဈေးတက်တန်လေးနဲ့ဝယ်လို့ရတယ်ရှိလို့လက်တို့လိုက်တယ်နော်စောင့်ကြည့်ကြည့်ပေးလို့ကျေးဇူးပါ bye